Hi အားလုံးပဲမင်္ဂလာပါ Honey ရဲ့ blog လေးကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့ကတော့ Honey Adventure Cove ကိုတွားလက်ထားတဲ့ blog လေးကိုရိုက်ထားတာပါ Honey ဘာ sharing လုပ်ပေးမလဲဆိုတော့ Honey နဲ့တူတူတွားပြီးတော့ကြည့်လိုက်ရအောင်ဝင်ကြီးရတော့လူကြီးတယောက်ကို$35ပေးရပြီးတော့ကလေးတယောက်ကို$28ပေးရပါတယ်Beach နဲ့တူအောင်ပြုလုပ်ထားတဲ့နောက်ကရေကန်ကြီးကတော့ Adventure Cove ရဲ့အဓိက main နေရာဖြစ်ပါတယ်။အဲဒီမှာလှိုင်းတူတွေနဲ့ဆော့လို့ရလို့နှက်ဆုံးနေရာကတော့4မီတာထိနှက်ပါတယ်။လူကြီးတွေရောကလေးတွေရောဘေးကင်းလုံခြုံစွာဆောက်ကစားနိုင်ဖို့အတွက်ကယ်ဆယ်ရေးဝန်ထမ်းတွေကိုလည်းရေကန်ရဲ့တစ်ဖက်ချက်မှာအပြည့်ထားရှိပေးထားပါတယ်။ပြီးတော့ DJ စင်လေးလည်းရှိရတဲ့အတွက်ကြောင့်မလို့ DJ သမားကကလေးနဲ့လူကြီးအကြိုက်သချင်းတွေကိုအချိန်ပြေးဖွင့်ပေးနေတဲ့အတွက် Have fun မိသားစုလိုက်လာမဲ့သူတွေအတွက်ဘန်ဂလိုလိုအိမ်လေးတွေကိုတနေ့ကို150ပေးပြီးငှားလို့ရပါတယ်။Alright, welcome down to Adventure Cove. My name is Simply Marco. Gonna be your DJ all the way till 4 p.m. Let's have some fun. Honey ကတော့အာကတက်တိရှိရသူမို့လို့ဟိုးရင်းတဲ့တိတော့မစင်းပါဘူး။ရေးဆက်လေးမှာပဲဆော့ခဲ့တယ်။အမျိုးသမီးအမျိုးသားတီးတက်ရေချိုးခန်းတွေနဲ့အဝတ်လက်ခန်းတွေထားရှိပေးထားတဲ့အပြင် locker တွေလည်းထားပေးထားပါတယ် locker ရဲ့ဈေးနှုန်းကတော့$10ကနေပြီးတော့$20ကြားထဲမှာရှိပါတယ်ကလေးလူကြီးအကြိုက် sloppy နဲ့ snack bar လေးကတော့အဲ့နာမှာရှိပါတယ် price တွေကတော့$4နဲ့$10ကြားထဲမှာပေးရပါတယ်ရှင်water slide ကြီးတွေကတော့3-4ခုရှိတယ်ပြောစရာလည်းကောင်းတယ်ကြောက်ဖို့လည်းကောင်းတယ်လူတော့နည်းနည်းတန်းစီရတယ်ဟန်နီလည်းချက်ချက်တယောက်တည်းစီခဲ့ See, I like to communicate and I like people to talk back to me as well. Are we ready for the next song? အစင်လေးတွေလည်းညှမ်းလို့ရတယ်သိလားကတော့တခုတည်းသော food court ကြီးဖြစ်ပြီးတော့ fish and chips တပွဲကို
$16ပေးရပြီးတော့ကျပ်ပေါင်တစ်ခုနဲ့ထမင်းတစ်ပွဲကို$15ပေးရပါတယ်စားတော့ဆိုင်ပြီးမှတော့ scuba diving လုပ်တဲ့နေရာရှိပြီးတော့ရမ်းလာတဲ့ငါးလေးတွေနဲ့ပြည့်နေတဲ့ရောက်ကပါကြီးကိုတောက်လဲလို့ရပါတယ်Lazy River ကတော့ Adventure Cove ရဲ့ main attraction တွေတစ်ခုဖြစ်ပါတယ်။ရေအနက်ကခါးလေလောက်ထိပဲရှိတဲ့အတွက်ကြောင့်မလို့ကလေးရောလူကြီးပါ safe ဖြစ်စွာနဲ့ကစားလို့ရပါတယ်။ Have fun! Great. Lazy River ထဲမှာလမ်းလျှောက်ရင်းနဲ့အရန်ချစ်ဖို့ကောင်းတဲ့ stingray တွေကိုလည်းတွေ့နိုင်ပါတယ်။ခုဒီပုံထဲမှာဆိုရင် stingray က Henny နဲ့တူတူတက်ပုံလိုက်ရတာတွေ့ရပါမယ်။ဒီနေရာလေးကတကယ်ကိုတက်ပုံရိုက်ဖို့အကောင်းဆုံးနေရာလေးပေါ့နော်။တကယ်ကိုရေရောက်ကဘာရဲရောက်သွားတဲ့အတိုင်းပဲ။ဒီလောင်တာကတော့တော်တော်ဆိုးတဲ့အတွက်ကြောင့်မလို့ sunscreen လေးယူသွားဖို့မမိကြပါနဲ့နော်ဒီနေရာကတော့ကလေးငယ်လေးတွေအတွက်ဆော့ဖို့လုပ်ပေးထားတာပါဟန်နီကလည်းကလေးဆိုတော့ဝင်ဆော့ခဲ့လေထပ်ပေါင်နာမှာရှိတဲ့ဒီ souvenir shop လေးမှာတော့ရေကူးပစုံဖန်တန်းနဲ့ကလေးတွေရေဆော့ဖို့အတွက်ကစားစရာပစ္စည်းမျိုးစုံအစုံရှိတဲ့အတွက်ကြောင့်မလို့အလွယ်တကူဝယ်ယူလို့ရနိုင်ပါတယ်
လူတွေပြန်တော့ငှက်ကလေးတွေရေဆော့မဲ့အချိန်ရောက်ပြီပေါ့နော် Okay ဟန်နီကတော့အခုပြန်ပါပြီနောက်ကဒီတင်မောကြီးကတော့ဟန်နီဝယ်ဖို့အတွက်စဉ်းစားနေတဲ့တင်မောကြီးပေါ့နော် ဟန်နီရဲ့ blog လေးတွေကိုကြိုက်တယ်ဆိုရင်ဒီဗီဒီယိုလေးကို like and share လုပ်ပေးပြီးတော့ဟန်နီကိုချစ်ကြောင်းတက်တည်ပြလို့ရပါတယ်အားလုံးပဲ love you all bye bye